ပလဲမျိုးနဲ့ပါအဖအစည်းအဝေးကိုကိုနိုင်လင်းခေါ်ကိုနဂါလာရောက်နှောက်ယှက်တဲ့အတွက်ပျက်စီးသွားပါတယ်ကျွန်တော်တို့ပါအဖအစည်းအဝေးလုံးလုံးမရပါဘူးသမားတွေလက်လုံးညာစကားနဲ့ငါလာပြီးချင်းချောက်မနေနှလုံးတွေနှလုံးတွေပြောတာမဟုတ်တယ်ပြောတာဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီ reaction လုပ်ပေးခြင်းတဲ့ဗီဒီယိုလေးဒီမှာကျွန်တော်တို့ဒီဘုံနဂါရဲ့ energy လက်အောက်ခံမှာဒီပြည်သေးဝင်ကြီးလက်အောက်မှာရှိတဲ့ဒီပါတလုံးအဖွဲ့ဝင်ဒီပါဖအဖွဲ့နဲ့သူတို့အချင်းများနေတဲ့ဒီရုပ်တံ verify ဖြစ်ပါတယ်ဆိုတော့ဒီ verify တော့ကြာပြီလို့ပြောလို့ရပါတယ်အခုမှတချို့ပြန်တင်နေကြတာတွေ့လို့ပါဆိုတော့အခုဆိုရင်ဒီ energy နဲ့ဘုံနဂါတို့တက်ဖွဲ့နေဆိုရင်အခြေအနေတင်းမာနေတဲ့နေရာမှာရှိနေပါတယ်ဆိုတော့တစ်ချက်လေးကြည့်အောင်ပါဟုတ်တယ်ဆိုရင်ကိုနိုင်လင်းအနေနဲ့ကိုနဂါအနေနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပလဲမျိုးနယ်မှာပါဖို့ရတရားဝန်ဟုတ်မဟုတ်ဆိုလို့ချင်းပြည်ထောင်ရေးဝန်ကြီးဌာနကိုစာတင်ပါပြည်ရေးကိုမေးစရာမလိုပါဘူးဝန်ကြီးဌာနစာတင်ပြီးတော့သူတို့ဒီတင်ထားတဲ့ပလဲမျိုးနယ်ပါပါတယ်လူထုဆန္ဒနဲ့ရွေးချယ်ထားတာရှင်းပြမယ်အဲ့လိုပြည်ထောင်ရေးဝန်ကြီးဌာနကိုစာတင်ပါစာတင်ပြီးလို့ပြည်ထောင်ရေးဝန်ကြီးဌာနကပလဲမျိုးနယ်ပါအဖွဲ့အစည်းထဲမှာဒီလူတွေပါလို့စရင်ကြလာပါလိမ့်မယ်ကြလာတဲ့အခါကိုနိုင်လင်းနာမည်ပါရင်ကြပါတယ်အစည်းအဝေးတက်ပါလောလောတယ်အဲ့ဒါကသူတို့ကန့်ကွက်ချင်တဲ့လူကသူတို့ကိုမေးလိုက်ပါကျွန်တော်အနေနဲ့ကန့်ကွက်ချင်တာလူထုဆန္ဒအချိန်မှာဖွဲ့ထားပြီးသားလူထုဆန္ဒအချိန်မှာပါဖွဲ့ထားပြီးသားဖြစ်တဲ့အတွက်အခုလက်ရှိပါတယ်ဒီမှာအစည်းအဝေးကိုပိုးရှိုးကွယ်ရှိုးလုပ်နေဆိုပြောအောင်ဆိုတော့ဒီမှာဒီဘုံနဂါကကြတော့ဒီ energy လက်အောက်ခံမဟုတ်တဲ့အတွက်ကြောင့်တို့တော့ဒီပလင်းမြင့်တဲ့ပါဖဖွဲ့တယ်ပါတို့တော့မပါဘူးဖြစ်ပါတယ်မဟုတ်ဒီမှာသူပထမဆုံးတော့တို့တွေကဒီအစည်းအဝေးလုပ်ဖို့ဆိုပြီးတော့လာကြတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဘုံနဂါကနေပြီးတော့ရောက်လာတော့သူအစည်းအဝေးပြတ်သွားတယ်ဆိုတော့တဘောတရားကိုနားလည်ရပါတယ်ကိုအစည်းအဝေးကိုလုံးမလားမလုပ်ဘူးလားဒါပဲပြောအမာရီရဲ့ကျွန်တော်သူဖြတ်မှာတော့အဲ့ဒါကိုတက်ခွင့်မရှိတဲ့လူလာတတ်တဲ့အတွက်ဖြတ်ပါတယ်ဒီနေ့အစည်းအဝေးဖြတ်ပါတယ်ဒီမှာပါမပါတဲ့လူတွေအများကြီးရှိတယ်ဒီအစည်းအဝေးမှာပါတယ်မပါတဲ့လူတွေအများကြီးရှိတယ်ကိုတိုင်ကပါတဲ့မှာပါထားပြီးသားဖြစ်တဲ့အတွက်ဒီအစည်းအဝေးကိုစပါလို့လူလဲစုံပြီဆိုရင်ဖြတ်ပြီဆိုရင်ဖြတ်တဲ့လူကဒါဝန်ခံဖြတ်တာဝန်ခံနဲ့ဖြတ်တယ်နော်တေးကြလားတေးကြတယ်တာဝန်ခံနဲ့အဲ့တော့ပလဲမျိုးနဲ့ပါအဖအစည်းအဝေးကိုကိုနိုင်လင်းခေါ်ကိုနဂါလာရောက်နှောက်ယှက်တဲ့အတွက်ပျက်စီးသွားပါတယ်ကျွန်တော်တို့ပါအဖအစည်းအဝေးလုံးလုံးမရပါဘူးသမားတွေလက်လုံးညာစကားနဲ့ငါလာပြီးချင်းချောက်မနေနှလုံးတွေပြောတာမဟုတ်တယ်ပြောတာနော်နှလုံးပြောတာငါလည်းရှင်းရှင်းလေးပဲပြောတာမင်းတို့အစည်းအဝေးဖြတ်မှာကိုကျန်တဲ့လူတွေလက်ခံပြီးပြတ်တယ်ဆိုရင်ပြန်ပြီဆိုရင်ဘာနှောက်ယှက်လို့အစည်းအဝေးပြတ်သွားပြောနေတာရှင်းရှင်းလေးခင်ဗျားတို့နှစ်ယောက်ကြားထဲမှာနော်ပြဿနာဖြစ်နေတယ်ကျွန်တော်ပြောနေတာကဒီနေ့အစည်းအဝေးတဘောမဟုတ်တော့မှာဆိုင်လို့ရတယ်ပြောနေတယ်အလွန်တန်းညှိမှာပဲရတယ်ဟာဘာမှမဟုတ်ရလဲခက်လို့ကျွန်တော်ပြောပြတာနော်တွေးဖို့ရတယ်ညှိလို့ပြောနှစ်ယောက်တွေ့ပြီးတော့ဆိုရင်အစည်းအဝေးမဟုတ်ဘဲနဲ့ခင်ဗျားတို့အေးစစ်စစ်ကျွန်တော်ပြောတာကျန်တဲ့လက်တိုင်တွေလည်းကျွန်တော်တို့ထိန်းထားမယ်ကျွန်တော်ကိစ္စမရှိဘူးလုံးလုံးကျွန်တော်ပြောနေတာပဲနေလို့ရတယ်ငါကမင်းကငါဒါတွေမကြိုက်လို့ဟုတ်လားကိုတော်ကလည်းကိုတော်တဲ့ခင်ဗျားဒါတွေမကြိုက်လို့ခင်ဗျားခိုင်းပြောတာကျွန်တော်ပြောနေတာအစည်းအဝေးမှာလောက်ကျွန်တော်ကျန်တဲ့ကောင်တွေထိန်းထားမယ်ကျွန်တော်တို့ကမြို့နယ်ဆိုတော့ဒီ view file ကတော့ဒီ7မိနစ်လောက်ရှိပါတယ်ဆိုတော့ပြောမှဆိုရင်ဒီချိန်မှာသူတို့တွေကဒီ play မျိုးတွေကိုသူပိုင်နေငါပိုင်နေဆိုပြီးတော့မှဒီလုံနေကြတာပါဆိုတော့ဒီတနိုင်ငံလုံးကလည်းဒီစစ်တပ်ရဲ့လက်အောက်ကနေမလွတ်မြောက်သေးပါဘူးပထမဆုံးအနေနဲ့ဒီစစ်တပ်ကနေလွတ်မြောက်အောင်ပထမဆုံးလုပ်ရမှာဖြစ်ပါတယ်ဆိုတော့အချင်းချင်းစီလိုညီညွတ်ဖို့လိုအပ်ပါတယ်ဒီလိုမျိုးတူလူငါသမင်းတကွဲတပြားစီဖြစ်နေရင်တော့စစ်တပ်ကအားလုံးကိုဆွဲစားသွားပါလိမ့်မယ်